အဲ့ဒီဆွန့်ကတ်တဲ့ပွဲမှာနန်းတွင်းထဲမှာဆွန့်ကတ်တဲ့တန်ခါ2000ကိုအကုန်လုံးလာတယ်ရာဟုလာရဲ့မဲတော်တပားတည်းမလာဘူးတလျှောက်လုံးလေအလျှော့တွေပေးခဲ့တာဒီတစ်ခါမပေးဘူးဗျအနိုင်ယူရင်လို့စိတ်ကောက်တယ်ကောက်တယ်နော်စိတ်ကောက်တယ်ချိတ်ပြီးငိုးနေတာရတော်တွေကသခင်မဗျာသခင်မဗျာနန်းဆောင်ထဲမှာတန်ဃာတော်2000နဲ့သခင်မရဲ့မောင်တော်တိတ်တတာမင်းသားမှာဖယားရှင်ဆွန်ဖုံးဝေတဲ့ကြွပါကြွဘူးတဲ့အနိုင်လူရင်လို့စိတ်ကောက်တယ်တွေ့လားကြိတ်ပြီးမိန်းကလေးလက်နဲ့ဆိုတာမျက်ကြိတ်ပြီးငိုးနေတာကြွဘူးဘာပြောလဲကြည့်သူဘာပြောလဲမကြွဘူးတရှိမရှင်ဂုဏောအတ္တိသယမေဝမမသန္တိကံအယဘောတော်အာဂမိတတိအာဂရမေဝနံဝန္ဒိတာမိအနိုင်အဲ့ဒီတခုတော့နိုင်တယ်ဟဲ့အကယ်၍များဒုများရဲ့ကျေးဇူးတွေကိုအဲ့ဒီပုဂ္ဂိုလ်သိတယ်သတိရတယ်ဆိုရင်ကိုယ်တိုင်နန်းတော်တွေကိုကြွမှာကြော့မယ်မကြွရင်မကြော့ပါအလျှော့ပေးတယ်နော်ဖယားရှင်တော်မှရှင်သာရိပုတ္တရာနဲ့ရှင်မောက္ကလန်အက္ခတော်ကနှစ်ပါးကိုခေါ်ပြီးတော့သူ့ခမည်းတော်ကြီးကိုတပိတ်လေးပေးပြီးတော့ရာဟုလာရဲ့မေတော်အခန်းကိုသွားရအောင်တဲ့အလျှော့ပေးတယ်ဗျအလျှော့ပေးတယ်တခါတော်ကြီးလျှော့ပေးတယ်မြတ်စွာဘုရားဗါတယ်လေအဲ့ဒီမှာမြတ်စွာဘုရားနဲ့အက္ခတော်ကနှစ်ပါးအဲ့တော့အက္ခတော်ကနှစ်ပါးရဲ့ဘာကုလမထေရရတော်ရရဲ့တသင်ချင်းနဲ့ကဘာတသိန်းကိုပြန်သိနေတဲ့၄ဦးပဲရှိတယ်ကြံ့တာမသိဘူးသူတို့၄ဦးပဲရှိတယ်တော့တသင်ချင်းနဲ့ကဘာတသိန်းပြန်အောင်မေ့နိုင်တယ်ကြံတဲ့လူတွေမသိဘူးသောရအဘိညာပတ္တရှိတဲ့ပုဂ္ဂိုလ်၄ဦးဒါသနာမှာ၄ဦးပဲရှိတယ်အဲ့ဒီမှာလဲရောက်ကုန်လွန်းတယ်လေအတင်းပြေးပြီးတော့တာဝေကိုင်ဝေကင်းနဲ့တာထိုမျိုးသမီးသည်တို့ရာဟုလာမတာသည်ရတော်ရရမျိုးသမီးသည်ဝေကေနအတင်းပြေးလာလို့အာဂန္တဝါဂုပကေသူကေတွာခြေပမိုးတွေကိုပါနဲ့အဲ့လိုအဲ့ဒီမှာအမေတော်တန်လာကတို့သင်ပြီးပါရပိတိတရားရှိခွဲဆက်လက်ကနာပြည့်ပြိုရှင်ခြေမိုးတော်၌ပါလိုက်နဲ့အပ်ပြီးတော့နေပါပေသည်တတ္တဝတိနာခொနတနာကာလပါလုံးတာကွေမင်းသားတယောက်သားကိုဖွားမိလို့မထောင်မထားမောင်ဖယားရဲ့ပြစ်အမေကတော့တို့မေတော့အတန်လေးကောင်းတယ်တို့ကတော့အဲ့လိုမိမ့်မတန်မထောင်မထားမောင်ဖယားရဲ့ပြစ်ရှောင်ရှားပြစ်ခွာလို့အတန်လေးနဲ့မှတက်မှာကောင်းတယ်အဲ့ဒီမှာနေပါပေသည်လွမ်းစားကိုပယ်လွမ်းဆွဲကိုရုပ်သိမ်းအင်းငိမ့်စွာကြော့လိုက်ရပါတော့သည်ဖယားလို့သူလွမ်းသမျှတွေကိုမျက်ရည်နဲ့ဒါကြောင့်မလို့အလိုတော်ပြည့်ဆိုတဲ့ဖယားမှာခြေထောက်ကလေးဆင်းပြီးတော့နေတာအဲ့ဒီပုံစံပဲဗျရှာပမြန်မာပြည်မှာခြေထောက်လေးဆင်းပေးတာရတော်တရားကပါးနဲ့အပ်ပြီးတော့မျက်ရည်တွေနဲ့သပင်နဲ့ပတ်ပြီးငိုတဲ့ပုံစံနောက်ကျတော့ဖုံးတော်ကြီးတွေကဖယားရှင်ရဲ့မျက်နှာမှာမိမကပါးနဲ့အပ်တာကြည့်မကောင်းဆိုရင်မိမရုပ်ကိုဖဲလိုက်တော့ခြေတော်ဆင်းတာလေးကျန်နေတာအဲ့ဒါကိုပဲမြတ်စွာဘုရားကပြန်ကြွမယ်ထင်ပြီးရွာတွေမှာတန်ကြိုးတွေနဲ့ခတ်ထားတယ်ဖယားကိုဩရှေးအောင်ဖယားကိုဖယားပြန်ကြွတယ်ထင်လို့ပြန်ကြွမယ်ထင်တန်ကြိုးနဲ့ခတ်တယ်ဂုရိရှိတယ်ရွာမှာမဟုတ်ဘူးဗျာဒါမြတ်စွာဘုရားပါးနဲ့အပ်ပြီးတော့သူမိမပုံကြီးနဲ့ဖယားနဲ့ဆိုရင်ကြည့်မကောင်းဘူးဆိုပြီးတော့အမျိုးသမီးပုံဖဲလိုက်တာခတ်စောကတော့ရတော်တွေကပါးလေးနဲ့အပ်ပြီးငိုတဲ့ပုံပါနောက်ကိုပကေသူပါရပိတ်တေတရက်ရှိကွဲဆက်လက်ကနာပြည့်ပြီးအရှင်ခြေမိုးတော်၌ဒီတော့လွန်သမျှတွေလေအရှင်ဘုရားကိုကြော့လိုက်ပါတော့ဖယားတနာစရာလေအဲ့ကြတော့မှမြတ်စွာဘုရားရှင်ကိုရမြတ်ကလည်းပြောတယ်ရာဇတိတယထာရုစီဝနမနာနာကင်းစီဝတ္တပါအကယ်၍များလေရာဟုလာရဲ့မေတော်ကငါဖယားရဲ့အပေါ်မြည်တို့ပင်ပြုတ်မှုစီကိုမတားနဲ့တန်းရင်ဝင်တာကြမှာဖယားပြေးဖက်တာပဲဖယားကိုပြေးဖက်တာထားလိုက်လွတ်ထားလိုက်ဒါတချို့သူတွေကတချို့ဘုန်းကြီးတွေခေါ်သွားရင်မသိမှဆိုလို့ရှင်သာရိပုတ္တရာနဲ့ရှင်မောက္ကလန်တော့တသင်ချီကဘာတသိန်းအက္ခတော်ကနှစ်ပါးတည်းပဲခေါ်သွားတယ်ဒီမိနစ်တွေမခေါ်သွားဘူးအချင်းချင်းနားလည်အောင်လို့ခံစားတတ်အောင်နှစ်ပါးတည်းပဲဒီနှစ်ပါးတည်းပဲခေါ်သွားတယ်တော့ကျတော့မြတ်စွာဘုရားကိုနော်မြတ်စွာဘုရားကိုနော်ရတော်တွေကဖက်ထားတယ်တော့အတန်ရုံးစင်မကုန်သေးလို့ရှော့ပေါက်တက်ခဲ့ရတယ်ရှော့ဖြစ်ကုန်မှာဆိုတော့နေလိုက်တော့အဲ့ဒီမှာပါးလေးနဲ့အပ်ပြီးသပင်နဲ့ရစ်ပြီးတော့ဘလို့ချစ်ဆွေကောင်းတယ်ငိုစမ်းအဲ့ဒီမှာသန္နကိနေဇက်ကိုပြန်ဟောအရှင်မယားဒီတော့သမီးရရှားတယ်ဗျာဟောအရှင်မယားတို့ဒီတုံမကံကာသယံနိဝတ္တနိအရှင်မယားတို့ဒီဖန်ရည်စွန်ဝတ်ကိုဝတ်တယ်ဆိုတော့တပည့်တော်သမီးကဖန်ရည်စွန်ဝတ်ကိုပါတယ်အရှင်မယားတို့တထတဲ့စားတဲ့ကံမှာရတော်တထတဲ့စားပါတယ်အရှင်မယားတို့မြေကြီးမှာဆင်းရင်သူမြေကြီးမှာဆင်းနေတယ်ဟာဟုတ်ဗျာအရှင်မယားတို့တွေကမာလာကနာမကွေးလေးပဏ္ဍဒါရဏမနနာအမွေးနဲ့သားတွေမသုံးတဲ့နေမှာစပြီးရတော်တွေကမသုံးတော့ပါဖယားအဲ့တော့ချစ်တာသူ့အဲ့ဒီမျိုးသမီးမျိုးလေကိုယောက်ျားအရှိမအလုပ်လို့မိန်းမတော့နေဘလို့သွားချစ်စရာကောင်းမလို့စဉ်းစားကြည့်ပေါ့ကြည့်လေစဉ်းစားကြည့်လေဟောဗျာအတနောညာတကိမယံပရိဇကေတာမာတိတ
တပည့်တော်ရဲ့ဆွေမျိုးတွေကလေလင်ပြစ်မှလေးဆိုပြီးတော့သူ့ကိုတနာ29နှစ်အရွယ်လေးလေ16နှစ်ရွယ်ပြုံးလို့နဲ့3သွင်းရွှေနဲ့စံမြန်းပြည့်တယ်73နှစ်လျင်ဘုံသိလျင်မူငဲမြူနူဖြိုး29ဝဲ29နှစ်အသက်30လေးလေအရွယ်ကောင်းလေးလေအရွယ်ကောင်းလေးထားခဲ့တော့အခြားမင်းကြီးမင်းသားတွေကလာပြီးတော့ကြောင်းလန့်ပါတယ်ရောင်လို့တော့မှမကြည့်ပါဟောရှင်မအခြားမင်းသားတွေကအတနောညာတကိနဲ့လာကြည့်တဲ့ခါမှာဧကညာတကံမီဘယ်သူ့ကိုမှနာအော်လောကိမီမကြည့်ပါရှင်ဘုရားရဲ့ပြန်ဆောင်တော့မကြည့်ပါဘူးတစ္ဆာရှိတာဟောဗျာကိုယောက်ျားမရှိတဲ့တလျှောက်လုံးမှာဘယ်အမျိုးသားကိုမှလေရောင်လို့တော့မကြည့်ပါဘူးဖေဟာအဲ့တော့မြတ်စွာဘုရားကမင်းကြီးတဲ့ဒါကရင့်တဲ့ဘဝနှုတ်တဲ့စန္ဒကိန္နတိဇက်မှာတော့မှလေအဲ့ဒီငါဘုရားဘုံမှာတစ္ဆာရှင်ပြန်ဟောဟာ